ရှေးစွာဘုရားခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာကျွန်တော်နာမည်ကိုမိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်နာမည်က Ezekiel အောင်လို့ခေါ်တယ် Indianapolis North Side တင်းတော်မှာပါဝင်မော်ဆောင်နေပါတယ်ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ဖြစ်တဲ့အမိခံဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်လေးမျှဝေခွင့်အားပေးချင်တာဖြစ်တယ်အမိခံခရိယန်ဆိုတာကျွန်တော်အလုံးသိပြီးသားဖြစ်တယ်အမိခံခရိယန်ဟာတနည်းအားဖြင့်စာတန်အုပ်စုတဲ့ခရိယန်ဖြစ်တယ်စာတန်အုပ်စုတဲ့ခရိယန်ဟာတနည်းအားဖြင့်ပါခေါ်လဲဆိုတော့ယူဒရှကာယုခရိယန်လို့လည်းခေါ်ပါတယ်ဆိုတော့စာတန်အုပ်စုသောခရိယန်ဆိုတာဘာလဲဒါမှမဟုတ်ဘယ်ကနေစတင်ဖြစ်ပေါ်လာတယ်လဲဆိုရင်တော့ကျွန်တော်တို့မိယိုဖလာဆိုတဲ့ခရိယန်ပဲဖြစ်တယ်ဒီမိယိုဖလာဆိုတာကဘယ်လာလဲဆိုရင်တော့ဥပမာဖယားကကျွန်တော်တို့ကိုစံစာမှာဗာပြောလဲဆိုတော့အပြစ်သားသည်တဲ့အပြစ်လူသားအလုံးဟာအာဒံနဲ့ဧဝရဲ့စကားနားမထောင်တဲ့အတွက်ကြောင့်လူတိုင်းအလုံးဟာအပြစ်သားဖြစ်တဲ့နေသူကျွန်တော်အားလုံးဒီအပြစ်သားရဲ့မျိုးရိုးသည်မပြောင်းလဲနိုင်ဘူးဖြစ်တယ်ဆိုတော့အပြစ်သားကအပြစ်သားပဲဖြစ်တယ်ထို့အတူပါပဲကျွန်တော်တို့ဒီလူရဲ့ဥစားကျင့်ရိုးမှလည်းကြည့်မယ်ဆိုရင်တော့လူမှလည်းဥမာချင်းဖြစ်တဲ့အခါမှာဖခင်လင်မယားတွေလည်းချင်းဖြစ်တဲ့ခါမှာသားသမီးတွေလည်းချင်းပဲဖြစ်လာတာဖြစ်တယ်။ဘာသာရေးနဲ့ကြည့်မယ်ဆိုရင်လည်းခရိယန်ဘာသာဖြစ်တဲ့ခါမှာမိဘနှစ်ပါးကခရိယန်ဘာသာဖြစ်တဲ့ကြောင့်လို့သားသမီးတွေလည်းခရိယန်ဘာသာအလိုအလျောက်ဖြစ်လာတာဖြစ်တယ်။သူတို့ကယ်ရင်ချင်းရတာမရတာမဟုတ်စားအဓိကမဟုတ်ဘဲနဲ့သူတို့ရဲ့မိယိုဖလာခရိယန်ဆိုတာကစတင်ဖြစ်ပေါ်လာတာဖြစ်တယ်။ဒါကြောင့်ပဲအမိခံခရိယန်ဆိုတာစတင်ပြီးတော့မှခေါ်လာတာဖြစ်တယ်။အမိပဲခံပြီးတော့မှခရစ်တော်ကိုညရှိခြင်းမရှိဘူးဆိုရင်တော့ကျွန်တော်တို့ငရေပဲသွားမှာဖြစ်ပါတယ်။ဆိုတော့အချို့သောသူတွေလည်းဒီစာရန်အုပ်စုသောခရိယန်ဒါမှမဟုတ်မိယိုဖလာခရိယန်ဒီဘလို့စတင်ဖြစ်တယ်လဲဆိုတော့ချို့သောသူတွေကလည်းမိမ့်မခရိယန်ပေါ့နော်မိမ့်မဆိုတာကတချို့သောသူတွေကဒီမိမ့်မကဒီခရစ်တော်ကိုယုံကြည်လက်ခံတယ်ခရိယန်ထဲမှာဖြစ်တယ်ဒါပေမဲ့ယောက်ျားကခရိယန်မဖြစ်ဘူးဒါပေမဲ့မိန်းမကိုရချင်တဲ့အခါမှာမိန်းမကိုရချင်တဲ့ကြောင့်လို့ခရိယန်ထဲဘာသာကူးပြောင်းတဲ့အကြောင်းကိုတွေ့ရတယ်ပြီးလို့ရှိရင်နောက်တစ်ယောက်ကလည်းဗာလဲဆိုရင်တော့ဒီယောက်ျားခရိယန်ပဲဖြစ်တယ်ယောက်ျားခရိယန်လည်းထို့နည်းတူပါပဲမိန်းမကဒီခရိယန်ထဲမှာဖြစ်တဲ့အခါမှာယောက်ျားကလည်းဗုဒ္ဓဘာသာပဲเนาะဖယားကိုမသိတဲ့သူဖြစ်တယ်ဒါပေမဲ့ဖယားကိုမသိပြီမဲ့မိန်းမကိုရချင်တဲ့ကြောင့်လို့ယောက်ျားကိုရချင်တဲ့ကြောင့်လို့ခရိယန်တဲ့ဘာသာကူးပြောင်းတဲ့အကြောင်းတွေ့ရတယ်ပြီးနောက်တစ်ခုကဘာလဲဆိုရင်တော့ယေနှစ်ချင်းခရိယန်ဖြစ်တယ်ယေနှစ်ချင်းကမှဒီကောင်းကင်နိုင်ငံရောက်မယ်ယေနှစ်ချင်းခါမှဖယားစီရောက်မယ်ယေနှစ်ချင်းခါမှဖယားသားဖြစ်တယ်ဆိုပြီးတော့မှအယူအဆတွေလည်းများစွာရှိပါတယ်ကျွန်တော်တို့ယေနှစ်ချင်းခံလို့လည်းကောင်းကင်နိုင်ငံကျွန်တော်ရောက်နိုင်မှာမဟုတ်ပါဘူးယေနှစ်ချင်းဘလောက်ပဲခံဘလောက်ပဲเนาะယေနှစ်ချင်းဘလောက်ပဲခံယူကောင်းကင်နိုင်ငံကျွန်တော်ဘယ်တော့မှရောက်မှာမဟုတ်ဘူးစစ်မှန်တဲ့နှစ်ချင်းဆိုတာကတော့ခရစ်တော်၌ဗတ္တိဇံခံခြင်းပဲဖြစ်ပါတယ်အဲကြောင့်ခင်ဗျားဘလောက်ပဲရေနှစ်ချင်းရေထဲမှာဘလောက်ပဲနှစ်ချင်းခံကောင်းကင်နိုင်ငံရောက်မှာမဟုတ်ဘူးဆိုတာကိုနားလည်ရတယ်နောက်တစ်ခုပါလဲဆိုတော့ပွဲတော်ခရိယန်ဒီပွဲတော်ခရိယန်တွေကတော့ဒီပွဲတော်ဆိုင်တော်ခရိယန်ဖြစ်တယ်ပေါ့အဲ့လိုသူတို့ရဲ့ခံယူချက်ဖြစ်တယ်ချို့တော်သူတွေကလည်းပွဲတော်နေ့မှာဆိုရင်တော့ပွဲတော်ကိုစားကြတယ်အဲ့ဒီခါမှာဖယားသားဖြစ်တယ်ခရိယန်ဖြစ်တယ်ပြန်ကောင်းကင်နိုင်ငံရောက်မယ်ဆိုပြီးတော့မှပွဲတော်ကိုအဲ့ဒီယုံကြည်ခြင်းနဲ့သူတို့ယုံကြည်ချက်နဲ့ပွဲတော်ကိုစားပြီးတော့မှခရိယန်ထဲမှာဝင်တဲ့သူတွေဖြစ်တယ်ဒါကတော့ပွဲတော်ခရိယန်ဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုရင်တော့ဘာသာကူးပြောင်းသောခရိယန်ဖြစ်တယ်ဘာသာကူးပြောင်းတဲ့ခရိယန်ဆိုတာကချစ်ချင်းမေတ္တာကြောင့်ဖြစ်တယ်ဘာကြောင့်လဲဆိုရင်ခရိယန်တချို့သောခရိယန်အတိုင်းဝိုင်းတွေမှာဖယားကိုချစ်ပြီးတော့မှနော်အသင်းတော်ဟာတလုံးသုံးဝနဲ့ဖြစ်တဲ့အခါမှာချစ်ချင်းမေတ္တာနဲ့သွားတဲ့အခါမှာဖယားမေတ္တာနဲ့သွားတဲ့အခါမှာလူတွေကတစ်ဖက်ကမယုံကြည်တဲ့သူတွေကအဲ့ဒီဒီခရိယန်တွေကိုကြည့်တဲ့အခါမှာအယမ်းနှစ်သက်တယ်အယမ်းအားကြကြတယ်ပြီးရင်သူတို့ကချစ်ချင်းမေတ္တာဖြစ်တယ်ဆိုတာကိုနားလေတဲ့အခါမှာမြည်စမ်းတဲ့အခါမှာသူတို့ကဘာမှမသိဘဲနဲ့ခရစ်တော်ကိုလက်ခံခြင်းမရှိဘဲနဲ့အဲ့ဒီချစ်ချင်းမေတ္တာကြောင့်ခရိယန်ဘာသာထဲမှာကူးပြောင်းတဲ့သူတွေလည်းများစွာရှိတဲ့အကြောင်းတွေ့ရတယ်။နောက်တစ်ခုကဘာလဲဆိုရင်တော့နမိတ်လက္ခဏာခရိယန်ဖြစ်တယ်။ဒီနမိတ်လက္ခဏာခရိယန်ကဘလို့ဖြစ်လာတယ်လဲဆိုတော့ကျွန်တော်တို့ထားပါတော့အနာရောဂါတစ်ခုရှိတယ်။အဲ့ဒီအခါမှာဆရာတွေကဆုတောင်းပေးတဲ့အခါမှာကျမ်းမာသွားတယ်။ကျမ်းမာတဲ့အခါမှာတခါတည်းအဲ့ဒါကိုခရစ်တော်ကိုရရှိတယ်ဒါ
ဒါမှမဟုတ်အဲ့ဒါကြားမာတဲ့အခါမှာကောင်းကင်နိုင်ငံရောက်တယ်ဆိုတဲ့ခံယူချက်တွေချို့တော်သူတွေများစွာရှိတယ်ဒါမှမဟုတ်တချို့တော်သူတွေလည်းသူများတွေဖယားခင်ရဲ့နမိတ်လက္ခဏာကိုမြင်တဲ့အခါမှာအဲ့ဒီအရာတွေကိုပဲဖယားကလောက်တာတော့မှန်တယ်တချို့တော်သူတွေကလည်းစာတန်လောက်တာလည်းရှိတယ်ဆိုတော့အဲ့ဒါကိုနမိတ်လက္ခဏာကိုမြင်တဲ့ကြောင့်လို့ခရစ်ယာန်ဘာသာထဲမှာကူးပြောင်းတဲ့ဒီဘာသာဝင်တွေလည်းများစွာရှိပါတယ်နောက်တစ်ခုကတော့အထောက်ပံ့အကူအညီအထောက်ပံ့ကြောင့်ခရစ်ယာန်ဘာသာထဲမှာဝင်လာတဲ့ခရစ်ယာန်တွေလည်းများစွာရှိပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုရင်တငယ်ချင်းများကခေါ်တော့ကြောင့်ခရစ်ယာန်ဖြစ်လာတယ်ကျွန်တော်တို့ငယ်တုန်းမှာဆိုရင်တော့ဒါမှမဟုတ်ကျွန်တော်တို့ဒီတခြားနေရာတွေမှာဆိုရင်တော့ဒီတချို့ဒီမယုံကြည်တဲ့ဒီတငယ်ချင်းပေါင်းပါတွေရှိတာပေါ့နော်သူတို့ကခေါ်သွားပြီးတော့မှဖခင်เจ้าမှာသူတို့ရဲ့ဖခင်เจ้าမှာခေါ်သွားပြီးတော့မှဖခင်အသက်ရှင်တဲ့အကြောင်းတွေကိုဥစ္စာမိတ်ဆက်ပေးတယ်လှုပ်ပေးတယ်အဲ့ဒါကိုကြည့်ချင်းအဖြစ်သူတို့လည်းအားရပြီးတော့နှစ်သက်ပြီးတော့မှခရစ်ယာန်ဘာသာထဲမှာဝင်လာတယ်ဒီခရစ်ယာန်တွေအားလုံးဟာအမိခံခရစ်ယာန်နဲ့စတင်ဖြစ်လာတဲ့အရာတွေရှိသလိုဒီနောက်ဆုံးမှာဆိုရင်တော့ဒီခရစ်ယာန်တွေဟာဖျားထံမှာမရောက်ဘဲနဲ့ဘယ်ပဲသွားကြမလဲဆိုတော့ငရဲပဲသွားကြမှာဖြစ်တယ်ဆိုတော့ကိုနားလည်ရတယ်စာတန်အုပ်စုသောခရစ်ယာန်ဒါမှမဟုတ်တော့ဖျားသခင်မအုပ်ဆိုတဲ့အသက်တာပေါ့နော်စာတန်အုပ်ဆိုတဲ့အသက်တာဟာဆိုရင်တနေ့ကျရင်တော့ဒီလူတွေရဲ့အသက်တာကိုကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ဒီစာတန်အုပ်ဆိုတဲ့ခရစ်ယာန်ကတော့သူကဖျားကိုကိုးကွယ်တယ်ဖျားကြောင်းသွားတယ်ဖျားသခင်ကိုချီးမွမ်းတယ်ပြီးလို့ရှိရင်အလှငွေလည်းပုံမှန်ပေးတယ်ဆယ်ဖို့တဖို့လည်းပုံမှန်ပေးတယ်ယင်းနှစ်ချင်းမင်္ဂလာလည်းခံယူထားတဲ့သူဖြစ်တယ်ပြီးတော့ပွဲတော်မင်္ဂလာလည်းစားတယ်ပြီးအသင်းတော်မင်ဘာလည်းဖြစ်တယ်ပြီးရင်သူကကယ်ရင်ချင်းတို့ရောက်သလားဆိုတော့လေကယ်ရင်ချင်းတို့မရောက်ဘူးတင်ပေတော့မှလည်းစိတ်ချမှုလည်းမရှိတဲ့သူဖြစ်တယ်။နောင်ဘဝအကျိုးအတွက်လည်းအသက်ရှင်တော်သူလည်းမဟုတ်ဘူး။ပြီးတော့နောင်ဘဝဆိုတာထက်ယခုဘဝကိုပဲတာ၍နှစ်သက်တဲ့သူဖြစ်တယ်။ပြီးရင်အဲ့ဒီလူကစာရမဏကအုပ်ဆိုးတဲ့သူဖြစ်တယ်ဆိုတာကိုနားလည်ရတယ်။ဒါကြောင့်ဒီအမိခံခရစ်ယာန်ဟာနော်ဖျားเจ้าတော့လဲသွားတယ်ဖျားကိုလည်းချီးမွမ်းတယ်လူငွေလည်းပေးတယ်ဆယ်ဖို့တဖို့လည်းပုံမှန်ပေးတယ်ဒါကသူ့ရဲ့အသက်တာဖြစ်တယ်ဒါပေမဲ့ဘသူရဲ့နှလုံးသားထဲမှာဘသူကနေရာယူနေလဲဆိုတော့စာရမဏကသူ့ရဲ့နှလုံးသားထဲမှာနေရာယူတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်ဒီလောကမှာခရစ်ယာန်တွေများစွာရှိတယ်ခရစ်ယာန်တိုင်းကဘယ်တော့မှကောင်းကင်နိုင်ငံအကုန်တက်မှာမဟုတ်ဘူးခရစ်တော်ကိုတကယ်ရရှိတဲ့သူပဲကောင်းကင်နိုင်ငံတက်မှာဖြစ်တယ်ခရစ်ယာန်ဖြစ်တိုင်းနော်ကောင်းကင်နိုင်ငံတက်ဖို့ဆိုရင်တော့ကျွန်တော်တို့ယေရှုခရစ်တော်လာစရာအကြောင်းမရှိဘူးလေနော်အဲကြောင့်အသေးခန္ဓာလည်းအချီးနှီးပဲဖြစ်တယ်အဲကြောင့်ဒီကျွန်တော်တို့အသက်တာမှာလည်းစဉ်းစားဖို့ကတော့နော်ဘာသာထဲမှာအမိခံခရစ်ယာန်ကြောင့်အမိခံခရစ်ယာန်နဲ့ကျွန်တော်ဖြစ်လာတာနှစ်ပေါင်းဘယ်လောက်ကြာလာပြီလဲဒါကိုကျွန်တော်စစ်ဆေးဖို့လိုပါတယ်အထူးဖြင့်စစ်ဆေးဖို့ကတော့ကျမရောနော်ဖျားသခင်ကိုတကယ်ယုံကြည်သလားစိတ်ချသလားဆိုတာကိုကျွန်တော်ပေးတဲ့အရာတွေကျွန်တော်ချီးမွမ်းတဲ့အရာတွေကျွန်တော်ဖျားကြောင့်သွားတဲ့အရာတွေကျွန်တော်အသက်တာတွေကိုပြန်လဲစဉ်းဆေးပြီးတော့မှတကယ်ပဲเนาะစာတန်အုပ်ဆိုတဲ့အသက်တာလားဆိုတာကိုကျွန်တော်ပြန်လဲစစ်ဆေးဖို့ရန်အတွက်ခွန်အားပေးချင်ပါတယ်နောက်တစ်ခုကတော့ဒီအမိခံခရစ်ယာန်ရဲ့အသက်တာမှာဘာတွေ့ရလဲဆိုတော့ကျွန်တော်အဲ့ဒီနှလုံးသားထဲမှာဖျားကနေရာမယူဘူးဖျားကမရှိဘူးဘသူကနေရာယူလဲဆိုတော့စာတန်ကနေရာယူတယ်စာတန်ကနှလုံးသားရစ်ပလင်မှာစာတန်ကထိုင်တဲ့အခါမှာစာတန်ကအုပ်ဆိုးတယ်နောက်ပြီးလဲလောကကလည်းအုပ်ဆိုးတဲ့သူဖြစ်တယ်ဆိုတော့အဲ့ဒီလူကထာဝရအသက်လည်းမရတဲ့သူဖြစ်တယ်အပြစ်တရားကလည်းအဲ့ဒီလူကိုအုပ်ဆိုးတယ်လောကနဲ့စာတန်ကလည်းအုပ်ဆိုးတော်သူဖြစ်တယ်ဖယားနဲ့လည်းမိတ္တာရမရှိတဲ့သူဖြစ်တယ်နောက်တစ်ခုကဖယားနဲ့လည်းအဆက်ပြတ်တဲ့သူဖြစ်တယ်ဝိညာဉ်ပိုင်းမှာတည်တော်သူလည်းဖြစ်တယ်ဖယားရဲ့ယံသူလည်းဖြစ်တယ်ကျေးဇူးပြုခြင်းလည်းမခံစားရဘူးဒီအမိခံခရစ်ယာန်ဟာဆိုရင်ဖယားနဲ့အဆက်ပြတ်တဲ့အပြစ်သားဖြစ်တဲ့အခါမှာဖယားရှိမှဖယားနဲ့ဒီလူဟာယံသူပဲဖြစ်ပါတယ်ဖယားရဲ့ကျေးဇူးပြုခြင်းမခံရဘူးပြီးတော့ဘာပဲခံရလဲဆိုတော့ကြိမ်ချင်းအမင်္ဂလာကိုပဲဒီခံရမှာဖြစ်တယ်နောက်တစ်ခုသူကတည်သွားလို့ရှိရင်တော့ကောင်းကင်နိုင်ငံမရောက်ဘဲနဲ့ထာဝရငရဲမှာပဲသူသွားမှာဖြစ်တယ်ဒါကြောင့်ဒီခရိယန်တွေဟာဆိုရင်တော့ယူဒရှကာယုခရိယန်တွေပဲဖြစ်တယ်အဲကြောင့်ကျွန်တော်ညီကိုမောင်နှမတို့ပေါ့နော်ကျွန်တော်စစ်ဆေးကြည့်အောင်ကျွန်တော်အသက်တာဟာယူဒရှကာယုရဲ့အသက်တာကဲ့သို့ပဲဖြစ်နေသလားပေါ့နော်ယူဒရှကာယုရဲ့အကြောင်းကိုကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်သူဟာခရစ်တော်ကိုမယောင်းစားခင်မှာလည်းခရစ်တော်ကိုမယုံကြည်တဲ့သူဖြစ်တယ်ခရစ်တော်ကိုယောင်းစားပြီးတဲ့နောက်ပိုင်းမှာလည်းခရစ်တော်ကိုမယုံကြည်တဲ့သူဖြစ်တယ်ဆိုတော့
သူ့ရဲ့အသက်တာကိုကြည့်တဲ့အခါမှာ၃နှစ်လုံးခရစ်တော်နောက်ကိုလိုက်တယ်အေဝံဂေလိလုပ်တယ်နတ်ဆိုးတွေကိုလည်းနှင်ထုတ်တယ်ပွဲတော်လည်းစားတယ်နော်ပြီးလို့ဘာနာလည်းထိန်းတယ်ဖယားခင်ကိုလည်းကိုယ်တိုင်ကိုကြမြင်တဲ့သူဖြစ်တယ်ဖယားခင်နောက်ကိုလည်းလိုက်တော်သူဖြစ်တယ်ဒီယူဒရှကာတို့ရဲ့အကြောင်းဆိုရင်တော့ကျွန်တော်သိပြီးသားဖြစ်တယ်ဒီလိုပါပဲကျွန်တော်အသက်တာမှာလည်းနှိတ်တန်းဖယားကြောင်းသွားတယ်ဖယားကိုကျွန်တော်ချီးမွမ်းကြတယ်ဖယားခင်ကိုပေးကမ်းကြတယ်ကျွန်တော်ပေးလှူပေးကမ်းတဲ့ຢာတွေကျွန်တော်ချီးမွမ်းတဲ့ຢာတွေဟာဒီနေ့ကျွန်တော်အသက်တာမှာခရစ်တော်ကိုကျွန်တော်ရရှိထားခြင်းမရှိဘူးဆိုရင်တော့ကျွန်တော်ရဲ့အသက်တာဒီယူဒရှကာတို့ရဲ့အသက်တာကဲ့သို့ပဲဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်ယောဟန်အခန်းကြီး6အပိုင်ငယ်46အပိုင်ငယ်65ထဲမှာဗာတွေ့ရလဲဆိုတော့သို့တော်လဲသင်တို့တွင်မယုံကြည်သောသူအချို့ရှိ၏လို့ပြောတယ်သို့တော်လဲသင်တို့တွင်မယုံကြည်သောသူအချို့ရှိတယ်လို့ပြောတယ်65ကိုဆက်ဖတ်ခြင်းနဲ့ထို့ကြောင့်ငါဤခမဲတော်သည်အခွင့်ပေးတော်မူမူလျင်အဘယ်သူမျှငါထံသို့မလာနိုင်ဟုအထက်ကငါဆိုခဲ့ပြီးဟုမိန်တော်မူ၏ထို့ကြောင့်မိန်တော်မူသည့်အကြောင်းဟုမူကားအဘယ်သူမယုံကြည်သူကို၎င်းအဘယ်သူသည်ကိုတော်ကိုအနှံမီကို၎င်းယေရှုသည်အစအဦး၌တည်တော်မူ၏လို့ဖော်ပြပါတယ်ကျမ်းစာကဒါကြောင့်ဒီယူဒရှကာတို့ဟာဆိုရင်တော့နော်သင်တို့တွင်မယုံကြည်သောသူချုပ်ရှိတယ်ဆိုတာကယူဒရှကာတို့ကိုဖော်ပြခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းအသင်းတော်မှာစစ်မှန်တဲ့အသင်းတော်မှာပါဝင်လျက်ပါဝင်ပါလျက်နဲ့စစ်မှန်တဲ့အသင်းတော်မှာပါဝင်ပြီးတော့မှတမန်တရားကိုတေချာစွာကြားနေပါလျက်နဲ့နော်စစ်မှန်တဲ့အသင်းတော်မှာပါဝင်ပြီးမှကောင်းကင်တဲ့နိုင်ငံရဲ့အကြောင်းကိုနေ့တိုင်းပြောနေပါလျက်နဲ့ကျွန်ရဲ့နှလုံးသားဆက်ပြီးမာနေမယ်ဆိုရင်တော့ကျွန်တော်တို့အင်မတန်မှဝန်းနေစရာကောင်းပါတယ်တည်သွားလည်းငရဲသွားမှာဖြစ်တယ်မသွားခြင်းလည်းသွားမှာသွားခြင်းလည်းသွားမှာဖြစ်တယ်ဒါကခမများရွေးချယ်လမ်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသင်းတော်မှာစစ်မှန်တဲ့အသင်းတော်မှာပါဝင်တယ်အသင်းတော်မှာရှိနေတယ်ဆိုရင်တော့တင်ဒီကယ်ရင်ချင်းတို့ရောက်ဖို့ရန်အတွက်ဘုရားခင်ကတင့်ကိုလူတော်ရှိပါတယ်လို့ကျွန်တော်ဒီနေ့ခွန်အားပေးချင်ပါတယ်ဒါကြောင့်ကျွန်တော်အသက်တာသည်စာတန်အုပ်ဆိုးသောအသက်တာမဖြစ်ဖို့ရန်အတွက်အရေးကြီးပါတယ်စာတန်အုပ်ဆိုးတဲ့သူဟာဆိုရင်တော့ခရိယန်လို့မခေါ်ဘဲနဲ့ခရိဟန်လို့ခေါ်ပါတယ်ဒီခရိဟန်ဟာအစစ်မဟုတ်ဘဲနဲ့အတုဖြစ်တယ်အတုဖြစ်တဲ့ကြောင့်မလို့ခရိယန်လို့မခေါ်ဘဲခရိဟန်လို့ခေါ်တယ်ဒီလူကခရစ်တော်ကအုပ်ဆိုးခြင်းမရှိဘဲနဲ့စာတန်ကအုပ်ဆိုးတော်သူဖြစ်တဲ့ကြောင့်မလို့စာတန်ရဲ့သားသမီးဖြစ်တယ်ဆိုတာကိုဒီနေ့မျှဝေခွန်အားပေးချင်ပါတယ်ဒါကြောင့်စစ်မှန်တဲ့အသင်းတော်ကိုမှတင်ပါဝင်နေဆိုရင်တော့မှတကယ်စစ်မှန်တဲ့ကယ်တင်ခြင်းကိုတင်ရရှိဖို့ရန်အတွက်ကျွန်တော်ခွန်အားပေးချင်ပါတယ်အရောက်စတိုင်းပြောဖျားရှင်ကောင်းကြီးပေးပါစေ